ပဲမင်္ဂလာပါဒီနေ့ကတော့ဒီသင်ခန်းစာမှာကျွန်တော်သင်ရမယ့်အကြောင်းအရာကတော့ဒီ page special မှာပါတဲ့ဒီ escape blank ပေါ့နော်ဒီကွက်လက်လေးကိုကြော်သွားတဲ့အရာကိုသင်ရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ကဆိုပါစို့ page special ကိုသွားတဲ့အခါမှာ page special ဒီအကြောင်းအရာကိုကျွန်တော်တို့ရှေ့စာမျက်နှာမှာသင်ခဲ့ပြီးပါပြီ operation နဲ့ပတ်သက်ပြီးမှလည်းကျွန်တော်တို့သင်ခဲ့ပြီးပါပြီဒီမှာ skip blank ဆိုတဲ့အရာနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ကဒီနေ့သွားမယ်ဖြစ်ပါတယ် skip blank ကဘယ်လိုဟာမျိုးအကျုံးဝင်တယ်ဆိုတာကျွန်တော်တို့လေ့လာတဲ့အခါမှာဆိုပါစို့ဒီ colon C ပေါ့နော် colon C မှာရှိနေတဲ့အကြောင်းအရာကိုကျွန်တော်တို့ကနေပြီးတော့မှ copy ကူးပြီးတော့မှဒီဖက်က colon B မှာနေပြီးတော့မှကျွန်တော်တို့က copy paste ချလိုက်မယ်ဆိုလို့ရှိရင်လုံးဝအုတ်တုံ colon C ထဲမှာပါတဲ့အရာပဲကျွန်တော်တို့ကဒီ colon B ထဲမှာတစ်ခါတည်း copy paste လို့ဒီလိုမျိုးဖြစ်သွားတယ်ပေါ့ကျွန်တော်တို့ဆိုပါတော့ကျွန်တော်တို့ကဒီမှာကြည့်မယ်ဆိုရင် colon C3 မှာရှိတဲ့900ဒီ colon B3 မှာရှိတဲ့1000မှာပဲကျွန်တော်တို့ကဒီဖြစ်စေချင်တယ်ဒီလိုမျိုးဒီ2000ရှိတဲ့အရာမျိုးကကြတော့ကျွန်တော်ဒီတိုင်းပဲထားချင်တယ် copy ကိုလည်းဒီမှာကွက်ကြပေါ့ကွက်ကြဘယ်လိုမျိုးသွားမလဲပေါ့ blank skip ကိုဘယ်လိုမျိုးသွားမလဲဆိုတဲ့အရာကိုလေ့လာရင်ဖြစ်ပါတယ်ပြီးတော့အဲ့ဒါကိုဒီမှာကျွန်တော်တို့ဘယ်လိုသွားမလဲဆိုရင်အဓိကတော့ကျွန်တော်တို့ကဒီသွားမယ့်အရာကိုကျွန်တော်တို့ကနေပြီးတော့မှ copy ကူးလိုက်တယ် copy ကူးပြီးဒါကို skip လုပ်ပြီးလို့ရှိရင်ကျွန်တော်တို့က selection လုပ်ပြီးလို့ရှိရင် control alt v ကိုနှိပ်ရမယ်ဖြစ်ပါတယ် skip blank ကိုနေပြီးတော့အော်သွားတဲ့အခါမှာကျွန်တော်တို့ကနေပြီးတော့ပထမသတ်မှတ်ထားတဲ့ဒီမှာကြားမှာရှိနေတဲ့လက်ဟာနေတဲ့ဟာကိုကျွန်တော်တို့ကကြော်သွားတယ်ဒီမှာလိုအပ်ချက်ရာကိုကျွန်တော်တို့ဒီကြော်တော့ copy paste ပုံစံမျိုးသွားတာဆိုတာတွေ့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်စာမျက်နှာမှာကျွန်တော်တွေ့ရအောင်